လေးကတော့ဂျူဖူအဆက်ကြော်မှာဖြစ်ပါတယ်ဂျူဖူအဆက်ကြော်ဖို့အတွက်ပေါ့နော်ဂျူဖူလေးတွေကအရင်ကြီးကြီးလေးနှိလို့မရဘူးပေါ့နော်သူကကြီးရင်စားမကောင်းခတ်တုတ်တလေးတွေပဲနှိရမှာပေါ့နော်ဒါတွေကတန့်စင်ပြီးရင်ဆေးကြောပြီးရင်နှိထားတဲ့ဂျူဖူလေးတွေသူ့ကိုမူကြော်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေစက်တုံဖြူနေရနောက်ပြီးရင်ခရမ်းကျင်တီးရငရုတ်တီးစိမ့်ရနောက်ပြီးရင်အဓိကပါဝင်ပစ္စည်းကတော့ဒီပစုံ6ပေါ့နော်ပစုံ6ရောပါမယ်ဟုတ်လားလေကဲဂျူဖူကြော်ဖို့အတွက်စလိုက်ရအောင်ခုကြော်ဖို့အတွက်ပေါ့နော်အရင်ဆုံးတဲဦးတဲကိုစီထည့်မယ်စီစူအောင်တဲမယ်စီစူပြီးဆိုရင်စက်တုံဖြူလေးအရင်ထည့်မယ်အောင်းထားလို့စက်တုံဖြူလေးထည့်ပြီးရင်နည်းနည်းစီမွေးတက်မယ်ပေါ့နော်စီလေးအနိုင်လေးနှိမ့်လာအောင်စက်တုံဖြူစက်တုံဖြူစီမွေးတက်ပြီးတဲ့အခါမှာစက်တုံဖြူထည့်မယ်စက်တုံဖြူရတော့ဒါနုံနုံလေးကလေးဆင်းလာတာပေါ့နော်ပေါ့နော်အဲ့ဒီနောဝါဒီဆိုရင်အမေရတဲ့စိမ့်နဲ့ကြောက်ပြီးဆိုရင်မြို့ပြီးစိမ့်နဲ့ခင်းကျင်ပြီးလေးနဲ့ဆက်တယ်ပေါ့နော်မြို့ပြီးစိမ့်နဲ့ခင်းကျင်ပြီးဆက်တာနော်ခင်းကျင်ပြီးလေးကိုလက်ရအောင်ပေါ့ကြော်လိုက်မယ်ခင်းကျင်ပြီးလေးကိုလိတ်လာပြီပေါ့နော်ခင်းကျင်ပြီးလေးကိုလိတ်လာပြီးစီကျန်းလာပြီဆိုရင်ဒီဆုံး6ကလေးတွေထည့်မယ်ဒီဆုံး6ကတော့တော့နိုင်300ကောင်းတယ်ဒီလိုချောင်းနိုင်နေတယ်ပေါ့နော်အဲ့ဒါမှတော့စားပါမှာပြီးရင်ဒီလိတ်လာပြီးအနံလေးလည်းနှွေးလာပြီးဆိုရင်ငရာလေးနည်းနည်းထည့်မယ်ငရာလေးထည့်ပြီးတစ်ခါလေးဒီလိုလေးထည့်မယ်ဂျူဖူလေးတွေနည်းနည်းလေးပေါ့နော်အီလေးဖြစ်သွားအောင်ရေလေးကိုအနည်းငယ်လေးပဲနည်းနည်းလေးပဲထည့်တယ်ပေါ့နော်ရေလေးနည်းနည်းလေးထည့်တယ်ပြီးတော့ဒီမှာလိုအပ်တဲ့စားချူလေးပေါ့ဒီနည်းနည်းထပ်ထည့်တယ်ပေါ့နော်စားချူနဲ့နော်ဒီဆိုနော်လုံးဝကိုနန်းရတာနဲ့ပြေဆုံးတဲ့ဂျူဖူကြောင့်မှုတွေရပါပြီအဆက်ကြရင်တချို့ကကြတော့အဆက်ပုံများထည့်လို့ရတယ်เนาะမယုတ်ပြီးစိမ့်များထည့်လို့ရတယ်နောက်ပြီးတော့ရင်ဒီနေရာမှာပေါ့တချို့ကကြတော့ရင်ဂျူဖူကြောထဲကိုညှစ်ပေါ့เนาะညှစ်ကလေးတွေချီပီတာလေးတွေပြုတ်ပြီးတော့ရင်အမှထည့်ပြီးတော့ရောကြော်လို့ရတယ်ပေါ့เนาะဒါကတော့ညှစ်နဲ့ကြော်ရင်လည်းတစ်မျိုးစားကောင်းတယ်ဒီတိုင်းလေးကြော်ရင်စားကောင်းတယ်ပေါ့เนาะဖိုင်းကြည့်ပါအရင်လည်းလည်းကူတယ်အရင်လည်းစားလို့ကောင်းပါလေရှင်